အားလုံးပဲမင်္ဂလာပါဒီဂျော်ဆူဝါဘန်ကိုကပတ်ကြီးနဲ့တဝကြီးပြောအောင်နေတာအောင်ဒီမကြခင်မှာငါပြန်လာတော့မယ်ဆိုပြီးပြောဆိုလာတဲ့ပန်တိုဂျာချန်ပီယံကပတ်ကိုလွတ်လွတ်ဆုံခဲ့ရပြီးတဲ့နောက်မှာအချိန်တော်ကြာတိတ်ဆိတ်နေခဲ့တဲ့ပန်တိုဂျာဟာအခုတော့ပြန်လဲနိုးထလာဖို့အစနစ်ဖြစ်နေပါပြီဆိုပြီးပြောဆိုလာခဲ့ပါတယ်သူ့ရဲ့ပြိတ္တတွေစီကိုပေးပို့လိုက်တဲ့စကားလုံးတွေကတော့ကျွန်တော်ပြန်လာဖို့အစနစ်ဖြစ်နေပါပြီအခုချိန်မှာတော့ဒီချန်ပီယံကပတ်ကြီးနဲ့တဝါကြီးပြောနေထားအောင်ပေါ့ချောစွာပန်ရေမကြီးဝဲထိုးရမယ့်ရက်ဆွဲအတိအကျကိုဒါပြောလိုက်စမ်းပါကျွန်တော်ဘက်ကတော့ဒီစာချုပ်မှာလက်မှတ်ထိုးဖို့အစနစ်ပါပဲဒီစိတ်ကိုမှုရဲ့နောက်ွယ်မှာတော့ပုံမနှက်ဆိုင်တဲ့ခံစားချက်တွေရှိနေပါတယ်ဒဏ်ရာတွေကမှတင်ကားစာဖြစ်ခဲ့တဲ့ချန်ပီယံကပတ်ကိုလက်လွတ်ခဲ့ရတာဟာဒီပြင်းထန်တဲ့ဒဏ်ရာတွေကိုရရှိခဲ့တဲ့သူတို့အဆုံးသတ်မဟုတ်ပါဘူးပန်တူဂျာကတော့ဒီဖြစ်ပျက်ခဲ့တဲ့များတွေဟာဒီကန်တရားကပေးတဲ့လက်စော့ပါပဲဒီຢာတွေကကျွန်တော်ကိုပို့ပြီးတန်မာတဲ့လူတစ်ယောက်ဖြစ်လာအောင်ဖန်တီးပေးလိုက်တယ်လို့ပါပဲအခုတော့ကျွန်တော်ပိုင်ဆိုင်ခဲ့တဲ့အရာမှန်သမျှကိုပြန်လည်ရယူဖို့အစဉ်တည်းဖြစ်နေပါပြီလို့ယုံကြည်ချက်ပြည့်နဲ့ကြိုးဝါလိုက်ပါတယ်စုံလင်မှုကနေဒီတင်ကန်းစာရယူပြီးပုံမပြင်းထန်တဲ့စိတ်ဓာတ်နဲ့ပြန်လာမဲ့ပန်တူကြကိုဂျိုဆူဝါဘန်ကရောဘလို့ပြန်ပြီးတုတ်ပြန်မလဲဒီမကြည်ပွဲကပရိသတ်တွေအတွက်တော့စောင်းမြေရဂျိုနတ်မဲ့ပွဲကောင်းတဲ့ပွဲဖြစ်လာမှာတည်ကြပါတယ်နောက်ပြီးကျွန်တော်ပြောပြချင်တာကဒီ USC ရဲ့330ရဲ့စိတ်လို့စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့အစ္စလာမ်မာကာချက်နဲ့အီယန်ဂါလီတို့ရဲ့ပွဲကိုဒီကနဝင်ကြီး GSP ကတော့သူ့ရဲ့အမြင်တွေကိုဒါပွင့်လင်းလင်းပဲဖွင့်ဟပြောဆိုသွားခဲ့ပါတယ်ဒီပွဲကကျွမ်းကျင်မှုနဲ့စွမ်းအားတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပဲဖြစ်နေတာကြောင့်ပြည်သက်တွေကြားမှာအတော်လေးစိတ်ဝင်စားနေကြပါတယ် GSP ရဲ့သုံးသက်ချက်အရဆိုရင်အီယန်ဂါလီရဲ့အခွင့်အရေးကိုအခုလိုပဲပြောဆိုသွားပါတယ်အီယန်ဂါလီကလက်ရှိမှာအလွန်တရာအန္တရာယ်ရှိတဲ့စတိုင်ကာတစ်ယောက်ပါပွဲကိုအဝေးကနေဖြစ်ဖြစ်ဒီစတန်ဖိုင်မှာပဲဖြစ်ဖြစ်ထိချုပ်ကစားနိုင်မယ်ဆိုရင်သူကအသာစီးရမယ့်သူပါနောက်ပြီးအစ္စလာမ်ကချက်ရဲ့အားသာချက်ကိုလည်းအခုလိုပဲပြောဆိုသွားပါတယ်အစ္စလာမ်ကချက်ကတော့အရာအလုံးကိုပြီးပြည့်စုံအောင်လှုပ်ဆောင်နိုင်သူပါအထူးသဖြင့်အနီးကပ်ပြီးတော့ဖိအားပေးတာမြေပြင်မှာချုပ်ကြိုက်တာတိတ်တောင်စားတဲ့သူ့ရဲ့ပင်ကိုစွမ်းရည်တွေကအီယန်ဂါလီအတွက်တော့အကြီးမားဆုံးစိတ်ပေါ်မှုတစ်ခုပါပဲ GSP ကတော့အစ္စလာမ်ကချက်ကပိုပြီးပြည့်စုံတယ်သူကအရာအလုံးကိုလုံနိုင်တယ်လို့မှတ်ချက်ပေးသွားပါတယ်ဘာသာတို့ရောဘယ်လိုနိုင်မယ်လို့ထင်ပါတယ်လဲအီယန်ဂါလီရဲ့ဒီလှင်မြန်တဲ့လက်တီချက်တွေကအစ္စလာမ်ကချက်ရဲ့ချုပ်ကွက်တွေကိုဖျက်ဆီးနိုင်မလားဒါမှမဟုတ်အစ္စလာမ်ကပဲသူ့ရဲ့တိတ်တော်တွေနဲ့ပဲပွဲကိုအဆုံးသတ်သွားမလားဆိုတာဗလာဒါတို့ရဲ့ခန့်မှန်းချက်ကိုအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးရဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်